ကျောင်းမြန်မာမိသားဝန်သားတွေအင်ဂျင်နီယာမေလင်လှုပ်လာတော့ပြီးတယ်ဆိုတော့ထပြီးတာအဲ့ဒီမှာလူတွေကြက်နေတယ်ကျောင်းမြန်မာမိသားအများကြီးရှိတယ်ဗောရှိတယ်အဲ့ဒီမှာဟာွားပြီအခုအဲ့ကိုတရားပဲလွတ်လာလားကိုတရားပဲထွက်လာလားမဟုတ်ဘူးဒီဘက်မှာညီလည်းရှိရညီလည်းလွတ်လာတယ်လို့ပြောတယ်ညီပါသေးတယ်ဟုတ်လားဟာတွားပြီကွာပြီးကန်နီးမှာတိုက်ရပါဒါပဲအဲ့ဒီမှာဒါပဲကျွန်တော်တို့လည်းပြေးလာတာအပေါက်ကမတွေ့တော့ဘူးဘာမှမမြင်ရတော့ဘူးဟာတွားပြီငါလင်းလုံရင်းနဲ့ပြူကြတာကျွန်တော်တို့အောက်ကားလမ်းလုံနေတာလမ်းလုံနေရဝရင်တို့နေရချမ်းမရှိရမှာကိုပြောပြောအေးကောထဲမှာရှိရတော့ကတည်းကအရင်ပြက်ကြတာမျိုးလေလို့တော့ကတည်းကပြက်ကြပြီးတော့တိုက်ပါလို့ကြောက်ပါအိုးကြည့်ပါဦးကွာထဲမှာလူရှိနေတာရှိတယ်လေလာရောလူကဒါပဲပြေးလို့မလွတ်ကြတော့ကျွန်တော်တို့တော့ဒီဘက်လမ်းဘက်မှာလုံနေတော့ကျွန်တော်အများဆုံးဘယ်နေအားလောက်ရှိရအများရာနဲ့ရှိမှာရာကနန်းနဲ့ရှိမှာညားတာပေါ့ဟုတ်ကွာတွားပြီ